မက်တွေကချိုမိန်ပြီးတော့ဘဝတွေကခါနေတတ်ပါတယ်ဒါကဘာကိုပြောချင်တယ်လဲဆိုရင်ကိုရောက်ရှင်တဲ့နေရာတော့ရှိတယ်ကိုသွားရင်အဲ့ဒီရောက်သွားရင်ရောက်မှမှန်နေတယ်ဒါပေမဲ့ကိုနေတိုင်းနေတင်းကြီးတွေဒေးတွေးမိတွေနဲ့ပဲအချိန်ကုန်ပြီးတော့အတွေးထဲမှာစိတ်ကူးထဲမှာတဝဲလေလေဖြစ်နေတတ်တယ်ဒီလိုမဖြစ်အောင်ဒီအချက်၄ချက်နဲ့အမြဲတမ်းလှုပ်သွားမယ်ဆိုတာရနိုင်ပါတယ်ပထမဆုံးအချက်အနေနဲ့ကိုက ability ဆိုတဲ့စွမ်းစားနိုင်တဲ့လောက်အားလေးနဲ့စကြည့်ပါဒုတိယအချက်အနေနဲ့အမြဲတမ်းလမ်းကြီးလှုပ်သွားပါတတိယအချက်အနေနဲ့ကိုလိုချင်တဲ့နေရာကိုရောက်ဖို့ practice ဆိုရယ်လေ့ကျင့်ရုံမကဘဲနဲ့ကိုကျွမ်းကျင်လာအောင်လုပ်ပါစတုတ္ထအချက်အနေနဲ့ consistently ဆိုတဲ့ကိုမပြောင်းမလဲပဲကြိုးစားသွားပါဒီလိုလုပ်သွားမယ်ဆိုရင်ရနိုင်ပါတယ်ကိုကဒီလိုရှေ့ဆက်ပြီးသွားနိုင်ပြီးတော့ကြတော့ self discipline ချသွားမယ်ဆိုရင်ကိုလိုချင်တဲ့နေရာကိုရောက်နိုင်ပါတယ်အဲ့ဒါကြောင့်ကိုရောက်ချင်တဲ့နေရာကိုလိုချင်တဲ့နေရာကိုအိမ်မက်တွေမက်မနေပဲနဲ့ point ဆိုတဲ့ပြစ်မှတ်လို့သဘောထားပြီးတော့စူးစမ်းကြည့်ပါလို့